ဒီပွဲကဘောလုံးလောကရဲ့ဂူရုကြီးကိုအသက်22နှစ်သာရှိသေးတဲ့ကောင်လေးကအန်အောစရာစွမ်းဆောင်ရည်တွေနဲ့အနိုင်ယူသွားခဲ့တာပါ။ဆာအဲလက်စ်ရဲ့ချန်ပီယံလိယူမဲဆိုတဲ့စိတ်ကူးကိုမက်ဆီကဖျက်ဆီးလိုက်တာပါ။ဒါကတော့အားလုံးသိတဲ့အတိုင်းဆာအဲလက်စ်ကိုလက်တွေတုံတဲ့အထိဒေါသတွေထွက်အောင်ကောင်းလွန်နေခဲ့တဲ့မက်ဆီပါပဲ။မက်ဆီကလည်းမက်ဆီပါပဲ။လွန်အားကြီးပါတယ်။ပတ်ကွာဒီယိုလာဒီပွဲမှာပတ်ကပွဲကြည့်စင်ပေါ်မှာပါ။မက်ဆီနဲ့မန်စီးတီတို့ရဲ့အားပြိုင်ပွဲကိုလာကြည့်တာပါ wait အားလုံးပဲနားကြမမှားပါဘူးဘာစီလိုနာနဲ့မန်စီးတီပွဲလို့ဆိုများတဲ့အထိမက်ဆီကောင်းလွန်ခဲ့တဲ့ညပါအနာကက်လာတဲ့ဂျိမ်းစ်မီနာကိုပေါင်ကြားတဲ့ထက်ကအဆက်ခွဲပြီးသူ့နာဘောလုံးလာလို့ရင်အဆက်ကွဲမဲ့ဆိုတဲ့ခံစားချက်ကိုမန်စီးတီကစားသမားတွေကိုတတိပေးလိုက်တယ်လို့ပဲမက်ဆီကိုပွဲကြည့်စင်ပေါ်ကကြည့်နေတဲ့ပတ်တယောက်တော့ဝေါဆိုပြီးတော့လက်နှစ်ဖက်ခေါင်းပေါ်တင်ကသဘောအကျကြီးကျနေခဲ့တာကိုတွေ့ရပါတယ်ပတ်ကမက်ဆီဖန်ဖြစ်သွားပုံမှာပဲမန်စီးတီကိုသူနီးပြဖြစ်စရောက်တော့မက်ဆီကစားသမားတွေကိုခေါ်လိုက်ပြီးအခန်းထဲမှာမက်ဆီရှိလားငါမေးနေတယ်။ဘာလို့မဖြေတာလဲ။ဒီခန်းထဲမှာမက်ဆီရှိလား။အေးမရှိဘူးဆိုရင်ငါစကားနားထောင်ကြ။ငါတင်ပေးတဲ့အတိုင်းလိုက်လို့ကြ။မက်ဆီရှိရင်တော့မလို့ဘူး။သူကဘာမှတင်ပေးစရာမလို။ဘာနည်းစတစ်ဘိုင်းမှာပြောပြစရာမလိုတဲ့ကစားသမားတယောက်မှုလို့